ဥပုသ္တိလရဲ့တန်ဖိုးဟာ8ပါးသီလရဲ့တန်ဖိုးဟာအင်မတန်မှကြီးမားတယ်တဲ့ဘယ်လောက်ထိကြီးမားတယ်လဲလို့ဆိုရင်လူပြေတွေမကဘူးလူပြေနတ်ပြေကမ္ဘာလောကမှာရှိတဲ့စိန်ရွှေယေရနာတွေအဲ့ဒီယေရနာတွေကတပုံဥပုသ္တိလစောင့်သုံးတဲ့ကုသိုလ်16စိတ်စိတ်ပြီးတစ်စိတ်အဲ့ဒီတကဘာလုံးမှာရှိတဲ့ရွှေငွေစိန်ယေရနာတွေရဲ့တန်ဖိုးဟာဥပုသ္တိလ16ပုံပုံတပုံစာလောက်တောင်တန်ကြေမရှိပါဘူးလို့မြတ်စွာဘုရားကဒီလိုသုံးသပ်ပြီးတော့ပြတယ်အဲ့တော့ဒီစကားဟာကြည့်မယ်ဆိုရင်ဘာကြောင့်ဒီလောက်တန်တယ်လို့ပြောရတာတုံးလို့ဆိုလို့ရှိရင်အဲ့ဒီစိန်ရွှေယရနာတွေကိုအသုံးပြုပြီးတော့နတ်ပြည်ဆိုတာမရောက်နိုင်ဘူးစိန်ရွှေယရနာတွေရှိုံနဲ့နတ်ပြည်ဆိုတာမရောက်နိုင်ဘူးနိဗ္ဗာန်ဆိုတာမရောက်နိုင်ဘူးလူချမ်းသာနတ်ချမ်းသာတွေဒါတွေမရနိုင်ဘူးဥပုသ္တိလစောင့်သုံးခြင်းအပြင်နိဗ္ဗာန်ချမ်းသာထိအောင်ရောက်နိုင်တယ်ဒါကြောင့်မို့တန်ဖိုးခြင်းကြွားချတယ်လို့ဒီလိုဆိုတာပေါ့